အစင်စီမှာတငယ်ချင်းမရှိဘူးပေါ့နော်ဘာကြောင့်လဲဆိုတာလဲကိုပါရကိုလည်းတည်တယ်ဘာကြောင့်ဆိုအစင်ကသူများနဲ့မတူဘူးကွာအဲ့လိုမျိုးခံစားမိရပေါ့နော်ဒီဗီဒီယိုကအခုဒီတိုင်းအပျော်ရိုက်ထားတာပေါ့နော်မတန်းအနေနဲ့ဒါပေမဲ့ဒါတင်ဖြစ်မလားမတင်ဖြစ်မလားမသိဘူးနောက်ပိုင်းတင်ဖြစ်လဲတင်ဖြစ်မယ်ပေါ့နော်မတင်လည်းမတင်ဘူးပေါ့ဒီတိုင်းပဲတင်ထားမှာဘယ်လိုဖြစ်လဲဆိုတော့အစင်ကလေဘယ်လိုခေါ်မလဲကြိုမြင်တာကွာအဲ့လိုမျိုးကြိုမြင်တော့အဲ့မှာခက်တာပေါ့နော်ပြောမှာဆိုသူများနဲ့မတူဘူးဆိုတာကိုပါတော့ကိုခံစားရတယ်ဘာကြောင့်လဲဆိုတငယ်ချင်းတယောက်နဲ့အခုစကားပြောလိုက်မယ်မလားစကားပြောလိုက်ပြီဆိုတာနဲ့ဒီတယောက်ကကိုကိုတကယ်ခင်ချင်တာလားဒါမှမဟုတ်ကိုစီကနေတခုခုလိုချင်လို့ကိုကိုခင်တာလားအဲ့လိုမျိုးကွာတခါလေးတိတာကွာအဲ့လိုမျိုးဖြစ်နေတော့ energy ကလိန်လို့မရဘူးကွာအဲ့လိုမျိုးတိနေတော့ကိုခံစားချက်ကအဲ့လိုတိနေတော့လည်းအမှခက်တာအဲ့စင်အဲ့လိုမျိုးဖြစ်တော့လေအဲ့တော့ကိုထင်တဲ့အတိုင်းလည်းတကယ်လေးဖြစ်နေရောအဲ့ဒီတကယ်ကြီးရပါတော့အဲ့တော့ကိုတကယ်ကြီးဒီတိုင်းနဲ့ခင်ချင်တဲ့တကယ်ချင်းကိုကွာမတွေ့တော့ကွာကိုယ်လည်းရွေးတာလည်းပါတာပေါ့နော်ကိုယ်လည်းအရန်ကိုမှတကွက်ကြူမြင်နေတော့အမှခက်တာပေါ့နော်ပြောမှဆိုဒီတယောက်ကငါ့ကိုဘော်စီလောက်တော့မယ်ငါ့ကိုအတုံးချဖို့အတွက်ပဲတက်ပဲငါ့ကိုခိုင်းစားဖို့အတွက်ပဲလာခင်တာငါစီကတခုခုလိုချင်လို့ပဲငါ့ကိုအကူကြီးတောင်းဖို့အတွက်ပဲဟုတ်တယ်ဆိုတာကိုကကြိုမြင်သွားတာလေအဲ့လိုမျိုးဖြစ်တော့လေနော်အဲ့ဒါနဲ့တကယ်ချင်းကမထားရဲတော့ဆိုအဲ့လိုမျိုးနဲ့တကယ်ချင်းနဲ့မလို့ချင်တော့ကွာအဲ့လိုဖြစ်တာလေဘာလို့ဆိုအစင်ကလည်း introvert ဟုတ်တယ်ပေါ့နော် introvert ဆိုတော့တယောက်ချင်းနေတတ်တယ်ကွာတယောက်ချင်းလည်းဖြစ်နေတယ်အဲ့လိုမျိုးနေနော်ဆိုတော့ဘာကြောင့်တကယ်ချင်းကထားနေအောင်မလဲအဲ့လိုမျိုးပေါ့နော်အဲ့ဒါတကယ်ချင်းထားတယ်ဆိုရင်တောင်မှပြောမှဆိုကိုစီကဘာမှမမျော်လင့်တဲ့တကယ်ချင်းမျိုးပဲလို့ချင်တယ်ပေါ့နော်ကိုယ်တိုင်လည်းသူများစီကနေလည်းဘာမှမမျော်လင့်ဘူးပေါ့နော်ငါ့ကိုဟိုကလုပ်ပေးမှဒီကလုပ်ပေးမှငါခင်မယ်အဲ့လိုမျိုးမရှိဘူးလေနော်အစင်ကကျတော့ဒီတိုင်းခင်နေဆိုရင်ဒီတိုင်းခင်ကွာပြီးတော့အရင်မေးတာလည်းမကြိုက်ဘူးကွာ personal question ဟောဘာလုပ်နေလဲဘလို့ကိုယ့်ရဲ့ relationship ကအစအဲ့လိုမျိုးကိုမိသားစုကိစ္စတွေဘာတွေညာတွေပေါ့နော်ကိုယ့်ရဲ့အနာဂတ် plan တွေဘာတွေအရင်မေးလာတာမျိုးကကြတော့ဒါမဟုတ်ပေါ့နော်ဒါကခင်တာမဟုတ်တော့ဘူးလို့ထင်တာပဲဆက်စုတယ်လို့မြင်တယ်ပေါ့နော်တချို့ကကြတော့ဒီတိုင်းကိုယ်မေးတယ်ဆိုတာထက်ဒီကိုယ်ဂရုစိုက်ပြီးမေးတာမျိုးမဟုတ်ဘူးကွာကိုယ့်ရဲ့အကြောင်းကိုဒီတိုင်းဆက်စုချင်လို့မေးတဲ့ဟာရှိတယ်ပေါ့နော်ကိုယ့်အကြောင်းကိုဒါတိထားတာသူတို့အတွက်ပြောစရာတခုခုရှိအောင်ပေါ့နော် topic သူတို့ discuss လုပ်လို့ရအောင် topic လာရှာတယ်အဲ့မျိုးပုံစံဖြစ်နေတယ်ပေါ့နော်အဲ့မျိုးဆိုတော့အဲ့မျိုးတင်ရင်ချင်းတွေကိုပဲတွေ့နေတော့လေကွာစကားတောင်မပြောရတော့ဘောနောက်ပဲကြာလူတွေနဲ့လေမတွေ့ချင်တော့အဲ့လိုဖြစ်လာတာဘယ်လိုဖြစ်လဲတော့မသိဘူးဒီအစင်တို့အစင်တွေ့မိတဲ့လောက်ပေါ့နော်လူတွေကတော်တော်များအဲ့လိုပဲဟိုတွေးလိုက်တာနဲ့လေဟိုမေးဒီမေးအများကြီးပေါ့နော်တကယ်ဒီဖြူစင်နဲ့ခင်ချင်တဲ့တကယ်ချင်းကဘယ်လိုလဲမသိဘူးမတွေ့ဘူးဖြစ်နေတယ်ပေါ့နော်အဲ့ဒါဆိုတော့ကိုပဲထင်တာလားဘယ်လိုလဲတော့မသိဘူးအဲ့လိုမျိုးဖြစ်နေတော့လေအဲ့ဆိုတော့အစင်ကနောက်ပိုင်းကျတော့ကိုတယောက်တည်းပဲနေသွားတော့ကွာအဲ့လိုမျိုးဖြစ်တယ်တကယ်ချင်းလည်းမလို့တော့မလို့ချင်တော့အဲ့လိုမျိုးလေနော်အစင်ဟိုခံယူထားတဲ့တကယ်ချင်းကကျတော့ဘယ်လိုလဲဆိုတော့ဒီတိုင်းပဲကွာကိုတကယ်ဟိုပေါ့နော်နေကောင်းလားဘာညာတကယ်မေးတဲ့ဟာပေါ့နော်တကယ်မေးလားဒီတိုင်းဟန်ဆောင်ပန်ဆောင်မေးတယ်လားဆိုတော့ကိုယ်တိုင်လည်းတည်တယ်ကို energy ကတည်တယ်ဒါကိုပေါ့နော်အခုဒီဗီဒီယိုကြည့်နေတဲ့လူတွေလည်းနားလေတဲ့သူကနားလေမှာပဲပေါ့နော်အဲ့ဆိုတော့တကယ်ချင်းကမလိုတော့ဘူးလို့ထင်တာပဲပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါတယောက်နဲ့တယောက်တွေးကြတယ်ဆိုတာအစီမြင်တာကျတော့တယောက်နဲ့တယောက်တခုခုဖလှယ်ဖို့အတွက်ပဲတွေးကြတယ်လို့ပဲမြင်တာပဲကိုနဲ့သူနဲ့တွေးလိုက်တိုင်းမှာကိုယ့်ဘက်ကနေပဲပေးရမယ့်ပုံစံမျိုးကိုစီကနေ demand အများများနေတဲ့အဲ့လိုမျိုး relationship မျိုးကကြတော့ဘယ်လိုမျိုးဖြစ်ဟိုတွားလို့မရဘူးလေနော်ရေရှည်တွားလို့မရလို့မြင်မိတယ်အဲ့ဆိုတော့ तू ကကိုယ့်ကိုဘာပေးမလဲကိုကသူ့ကိုဘာပေးမလဲပေါ့နော်ဒါကတော့အရင်စီးပွားရေးဆန်တယ်လို့ပဲမြင်အစီကတော့အဲ့လိုခံယူထားတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့လူနှစ်ယောက်တွေ့တယ်ဆိုကြတဲ့ကတော့တခုခုဖလှယ်ဖို့ပဲလေနော်ပြောရမယ်ဆိုအချင်းကွာဘာမှမဖလှယ်နိုင်ဘူးဘာမှမပေးနိုင်ဘူးဆိုရင်တောင်မှကိုယ့်ကိုဒီစိတ်ညစ်အောင်တော့မလုပ်နဲ့ပေါ့နော်ပြောရမယ်ဆိုအနည်းဆုံးကတော့ပြုံးပြကိုဘာမှမပြောနိုင်ဘူးဘာမှကိုပေးစရာဘာမှမရှိဘူးကိုစီကနေလည်းမယူနဲ့ကိုလည်းသူ့စီကမယူဘူးပေါ့ပြောရမယ်ဆိုယူပြီးဆိုရင်လည်းဒါကျေးဇူးတင်ကြောင်းပြောတတ်ရတယ်ပေါ့နော်ပြီးတော့ appreciate လုပ်တတ်ရတယ်ပြီးတော့အချင်းလေးစားမှုပေါ့အဓိကတော့အစီအခုနောက်ပိုင်းတွေးမိတာလေနော်အစီနဲ့ပတ်သက်ခဲ့တဲ့လူတော်တော်များများစီမှာတွေ့ရတဲ့ဟာဘာလဲဆိုတော့
ကိုရီးယားမြန်မာပြည်ကနေမွေးဖွားလာလို့လားမသိဘူးဘောနော်အဲ့လိုမျိုးဖြစ်တယ်ကွာမြန်မာပြည်ကအစင်းရဲတဲ့နိုင်ငံဟုတ်တယ်ဒီမျိုးလုံချတဲ့နိုင်ငံအမျိုးမျိုးအားနေတဲ့နိုင်ငံကနေမွေးလာတော့အဲ့မှာပဲကြီးလာတော့လူတွေရဲ့စိတ်ဓာတ်တွေကလည်းပြကုန်လာလားဘလို့လည်းမသိဘူးဘောနော်မိုက်ဆက်တွေကလည်းဘလို့ဖြစ်ကြလည်းမသိဘူးကိုတွေးလိုက်တဲ့လူတိုင်းကလေကိုစီကနေတခုခုယူဖို့ပဲတခုခုငွေအင်အားလားဒါမှမဟုတ်အချင်းအင်အားလားကိုယ့်ရဲ့စိတ်ဆွမ်းအားယူဖို့လားတခုခုပဲကွာပြီးရင်ကိုပေးလိုက်တယ်ဆိုရင်လည်းဘယ်တော့မှလည်း appreciate လည်းမလုပ်တတ်ကြဘူးကျေးဇူးတင်တယ်ဆိုတာလည်းမလုပ်တတ်ကြဘူးပြီးတော့လေးစားမှုလည်းမရှိကြဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တော့လေအဲ့ဒါအစင်ကနောက်ပိုင်းကျတော့ကြောက်သွားတာကွာကြောက်လာတယ်အဲ့လိုမျိုးပေါ့နော်လူမှုရေးတွေဘာလို့ဆိုမလုပ်ချင်လာတော့ဘာကြောင့်ဆိုတချို့လူတွေထင်ကြပါဘောနော်အစင်လူမှုရေးမကောင်းဟုတ်တယ်အစင်လူမှုရေးမကောင်းဘာကြောင့်လဲဆိုကိုကကြိုမြင်လိုက်တော့လေအဲ့ဒီလူတယောက်ကိုကိုစီကိုချင်းကပ်လာပြီဆိုကြတဲ့ဒီတယောက်ကိုစီကနေဘာလို့ချင်းလို့လဲဆိုတော့ကိုကကြိုမြင်သွားတော့လေအဲ့ဒါနဲ့ဘလို့မှလူမှုရေးကလုံးလို့မရတော့အဲ့လိုမျိုးဖြစ်နေတာတယောက်သေးပဲနေတာပဲဟိုဖြစ်သွားတာပေါ့နော်တယောက်သေးပဲနေဖြစ်သွားတာအဲ့လိုဆိုတော့လေမသိဘူးပေါ့နော်မသိဘူးဘလို့တကယ်ချင်းကထားဖို့တောင်ဟိုမလို့အတော့လို့ပဲထင်တာပဲအစင်အဲ့လိုမျိုးမြင်သွားတာပေါ့နော်ဘာလို့ကိုစီကယူဖို့ပဲဖြစ်နေလေအကုန်လုံးကယူဖို့ပဲကိုစီကတခုခုလာယူဖို့ပဲဖြစ်နေကိုပေးတဲ့လူတခုမှမရှိဘူးလေပြောမစုံကိုစစ်ခွန်အားလာပေးတာမျိုးတို့အပေးစကားပြောတာမျိုးတို့အဲ့လိုမျိုးမရှိကြဘူးကွာအကုန်လုံးကိုစီကတခုခုယူဖို့လာကြတဲ့လူတွေပဲပြီးရင်ယူပြီးသွားရင်လည်းဟိုလိုမျိုးမဟုတ် appreciate လည်းမလုပ်တတ်ကြဘူးကိုလေးစားလေးစကားမပြောကြအောင်အဲ့လိုမျိုးဆိုတော့လေနော်မသိဘူးအစင်လဲဘသူတင်ပေးလိုက်လဲတော့မသိဘူးကိုကလည်းကိုဘာတော့ကိုအဲ့လိုမျိုးလေးစားဆက်ဆံတာတို့ပြီးရင်တခုခုကိုပေးလိုက်ပြီဆိုရင်ကျေးဇူးတင်တာတို့ပေါ့နော်အဲ့လိုမျိုးပြောတတ်တဲ့လူတွေနဲ့ပဲဆုံချင်တာအဲ့လိုမျိုးကိုကပဲမျောလင့်လို့ကိုပဲအဲ့လိုမျိုးခံစားရတာဘာလဲတော့မသိဘူးအဲ့လိုမျိုးဟုတ်တယ်ကွာအဲ့ဒါနဲ့တကယ်ကြီးကမရှိတော့အစစ်စစ်ပါအဲ့လိုမျိုးတယောက်သေးဖြစ်သွားတာနောက်တော့တယောက်သေးပဲဖြစ်နေတယ်ပေါ့နော်အခုလဲဒါပေမဲ့လည်းလုံးလီဖြစ်လာဆိုမလုံးလီဘူးဘာကြောင့်ဆိုပိုတောင်ပျော်သေးတယ်ပေါ့နော် fake ဒီတငယ်ချင်းအစ်တွေနဲ့ပဲဆုံချင်တော့ကွာတငယ်ချင်းအတုတွေအများကြီးရှိတာထက်ဆိုရင်မရှိရပဲကောင်းတယ်နော်ဒါကတော့ဟုတ်တယ်မလား